အကယ်၍မင်းကိုမွေးမြူခဲ့တဲ့အဖေ9ယောက်လုံးဟာလူသက်သမားတွေဖြစ်နေမယ်ဆိုရင်မင်းဘာလုပ်မလဲဇလန်းဟာ1998ခုနှစ်ကဖြစ်ရတစ်ခုနဲ့စတင်ပါတယ်။ Daybreak လို့အမည်ရတဲ့နာမည်ကျော်ရာဇဝတ်ဂိုင်း9ယောက်ဟာတထေးသားကလေးငယ်တစ်ယောက်ကိုအောင်မြင်စွာပြန်ပေးဆွဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့ငွေညစ်တဲ့အစီအစဉ်ကလွဲချော်သွားပြီးပလိတ်တွေလိုက်လာတဲ့အတွက်သူတို့ဟာကလေးကိုတပ်ပစ်ဖို့ပြင်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဂိုင်းဝင်တစ်ယောက်ဖြစ်တဲ့ကီတေးကကလေးကိုတနာပြီးမတပ်ဘဲသူတို့ရဲ့မြေအောက်စခန်းမှာပဲကွက်ထားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂိုင်းကောင်းဆောင်စော့တေးကဒီကလေးကိုသူတို့ကိုယ်တိုင်မွေးမြူပြီးအနာဂတ်အတွက်လက်နက်တစ်ခုအဖြစ်ဖန်တီးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ကကလေးကိုဟွာရီလို့အမည်ပေးခဲ့ပါတယ်။ဟွာရီဟာတာမန်ကလေးတွေလိုကြောက်မတက်ရပဲမြေအောက်လောကရဲ့ရက်စက်တဲ့နည်းစနစ်တွေကိုတင်ယူရင်းကြီးပြင်းလာခဲ့ရပါတယ်။သူ့မှာအဖေ9ယောက်ရှိပြီးတယောက်ချင်းစီကသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုအမွေပေးခဲ့ကြပါတယ်။စော့တေးဆိုတဲ့ခေါင်းဆောင်ကဟွာရီကိုတွေးရတဲ့စိတ်ဓာတ်နဲ့ကြောက်ရွံ့မှုကိုဘယ်လိုကျော်လွှားရမလဲဆိုတာကိုအတင်းအကျပ်သင်ပေးပါတယ်။သူကဟွာရီအကြောက်ဆုံးအဖေလည်းဖြစ်ပါတယ်။ကီတေးဆိုသူကားမောင်းသမားကတော့ဟွာရီအပေါ်အကျဉ်းနာဆုံးအဖေပါ။အနေရကြားကကားမောင်းနည်းတွေကိုတင်ပေးတယ်လို့ဟွာရီကိုတားရင်လို့တကယ်ချစ်တဲ့သူပါ။ဂျင်းဆောင်ဆိုတဲ့စီစဉ်သူကတော့ဟွာရီကိုညံကောင်းစေဖို့နဲ့စနစ်တကျလှုပ်ဆောင်တတ်ဖို့တင်ပေးပါတယ်။ဟွာရီကိုနိုင်ငံခြားပို့ပြီးပညာသင်စေခြင်းနဲ့ဆန္ဒရှိသူပါ။ဘုံစုလက်နက်ကျွမ်းကျင်သူဖြစ်ပြီးတနက်ပြစ်နည်းနဲ့လက်နက်တွေအကြောင်းကိုတင်ပေးပါတယ်။ဒုံဘုံဓာခုတ်ပညာကျွမ်းကျင်သူဖြစ်ပြီးတိုက်ခိုက်ရေးနဲ့လူသက်နည်းတွေကိုရရက်ဆက်ဆက်တင်ပေးသူပါ။ဟွာရီဟာအရွယ်ရောက်လာတဲ့အခါမှာအဖေတွေတင်ပေးထားတဲ့အတိုင်းတနက်ပြစ်အတော်ဆုံးကားမောင်းအကျွမ်းကျင်ဆုံးလူငယ်တစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာအမြဲတမ်းခြောက်လန့်ခံနေရတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့မိစ္ဆာကောင်တကောင်ကိုမြင်ရောက်နေတာပါ။အမောင်ထဲမှာဒါမှမဟုတ်အကြောက်တရားဝင်လာတိုင်းဒီမိစ္ဆာကောင်ကြီးကသူ့ကိုဝါမျိုးတော့မလို့ခံစားနေရပါတယ်။ဒါကိုသိတဲ့စော့တေးကဟွာရီကိုမင်းကမိစ္ဆာဖြစ်သွားရင်ဒီမိစ္ဆာကိုကြောက်เสียရမလို့တော့ဘူးဆိုပြီးသူ့ရဲ့အပြစ်ကင်းစင်မှုကိုဖျက်ဆီးဖို့အမြဲကြိုးစားနေပါတယ်။မကြခင်မှာပဲဂိုင်းဟာစီးပွားရေးသမားတစ်ယောက်စီကအကျိုးအမြတ်အတွက်လူတစ်ယောက်ကိုတပ်ဖို့အော်ဒါလက်ခံလိုက်ပါတယ်။စော့တေးကဒီတစ်ခါမှာဟွာရီကိုစခန်းမှာမထားခဲ့ပဲလက်တွေ့လူတပ်ပွဲတွေကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျန်တဲ့အဖေ4ယောက်ကဟွာရီကိုလူသက်သမားမဖြစ်စေချင်ပဲတားမြစ်ပေမဲ့စော့တေးရဲ့အမိန့်ကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။ဟွာရီတယောက်တနက်ကင်ပြီးအမောင်ထဲကလူသက်ပွဲကြီးတဲ့ကိုစတင်ခြေလန်းလိုက်ချိန်မှာပဲသူ့ဘဝရဲ့အမှန်တရားတွေပျက်စီးတော့မဲ့အစာပြုခြင်းဖြစ်လာပါတော့တယ်။ဟွာရီကအဲ့ဒီညမှာသူပြစ်တက်ရမယ့်လူဟာဘယ်သူလဲဆိုတာမသိသေးသလိုအဲ့ဒီလူရဲ့အိမ်ထဲမှာရှိတဲ့ဓာတ်ပုံတစ်ပုံကိုမြင်လိုက်တဲ့အခါမှာတော့သူ့ဘဝတစ်ခုလုံးပြောင်းလဲသွားမဲ့လှုပ်ဝက်ချက်တွေကိုစတင်တွေ့ရှိသွားပါတော့တယ်။တကယ်တော့အဲ့ဒီအိမ်မှာနေထိုင်တဲ့သူဟာလွန်ခဲ့တဲ့15နှစ်ကျော်ကသူတို့ပြန်ပေးဆွဲခဲ့တဲ့ကလေးရဲ့အဖေရင်းဖြစ်နေတာပါ။ဟွာရီဟာအမှန်တရားကိုမသိပဲသူ့ရဲ့အဖေတွေနဲ့အတူအဲ့ဒီအိမ်ထဲကိုရောက်လာပါတယ်။အဖေဖြစ်သူဂျင်းဆောင်နဲ့ဘုံစုတို့ကဟွာရီကိုလူမသက်စေချင်လို့တားဆီးဖို့ကြိုးစားပေမဲ့စော့တေးကဟွာရီရဲ့လက်ထဲကိုတနက်ထည့်ပေးပြီးပြစ်မှတ်ကိုကိုယ်တိုင်တက်ခိုင်းလိုက်ပါတယ်။အိမ်ထဲမှာဟွာရီဟာပြစ်မှတ်ဖြစ်တဲ့အမျိုးသားကြီးနဲ့ထိတ်တိုက်တွေ့ပါတယ်။အဲ့ဒီအမျိုးသားကြီးဟာဒဏ်ရာတွေနဲ့လဲကျနေပေမဲ့ဟွာရီကိုမြင်တဲ့အခါမှာတော့ထူးဆန်းတဲ့အကြည့်မျိုးနဲ့ကြည့်နေပါတယ်။ဟွာရီဟာတနက်ကင်ထားပေမဲ့သူ့စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာပြီးတနက်မပြစ်နိုင်ပဲတုံဆိုင်နေပါတယ်။အဲ့ဒီအချိန်မှာစော့တေးရောက်လာပြီးဟွာရီကိုမင်းကမိစ္ဆာဖြစ်ချင်လားဒါမှမဟုတ်မိစ္ဆာရဲ့အစာဖြစ်မှလားဆိုပြီးစိတ်ပိုင်းဆိုင်ရာဖိအားတွေပေးပါတော့တယ်။နောက်ဆုံးမှာတော့ဟွာရီဟာမျက်စိမိတ်ပြီးတနက်ခလုတ်ကိုဆွဲလိုက်ပါတယ်။အဲ့ဒီအမျိုးသားကြီးဟာဟွာရီရဲ့ရှေ့မှာတင်ပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။လူတက်ပြီးနောက်ဟွာရီဟာစိတ်တန်ရာတွေနဲ့အဲ့ဒီအိမ်ထဲကနေထွက်ဖို့ပြင်ပါတယ်။ဒါပေမဲ့အိမ်ထဲမှာရှိတဲ့ဓာတ်ပုံမှတ်တမ်းတွေနဲ့ပစ္စည်းအချို့ကိုမြင်လိုက်တဲ့အခါမှာတော့သူဟာတုန်လှုပ်သွားပါတယ်။အဲ့ဒီအိမ်ကလူတက်ခံရတဲ့ဇနီးမောင်နှံဟာလွန်ခဲ့တဲ့15နှစ်ကျော်ကပျောက်ဆုံးသွားတဲ့သားဖြစ်သူကိုအခုထိရှာဖွေနေစေမိဘတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။ပိုပြီးဆိုးရွားတာကတော့ဟွာရီဟာသူ့ရဲ့အိတ်ကက်ထဲမှာအမြဲဆောင်ထားတဲ့ကလေးဘဝကရုပ်ပုံလေးနဲ့အဲ့ဒီအိမ်ကပုံရိပ်တွေဟာထပ်တူကျနေတာကိုတွေ့ရှိသွားတာပါပဲ။သူအခုလေးတင်ကိုယ်တိုင်ပြစ်တက်လိုက်တဲ့သူဟာတခြားသူမဟုတ်ပဲသူ့ကိုအမြဲတမ်းမျှော်လင့်တကြီးစောင့်နေခဲ့တဲ့သူ့ရဲ့အဖေရင်ဖြစ်နေပါတယ်။ဒီအမှန်တရားကိုသိသွားတဲ့အခါဟွာရီရဲ့စိတ်ဟာလုံးဝပြိုလဲသွားပါတယ်။သူဟာသူ့ကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့အဖေ9ယောက်လုံးဟာသူ့ဘဝကိုဖျက်ဆီးခဲ့တဲ့ရန်သူတွေဖြစ်နေမှန်းသိသွားပါတော့တယ်။အထူးသဖြင့်စော့တေးဟာဟွာရီကိုသူ့ရဲ့အဖေရင်းကိုကိုယ်တိုင်တက်ခိုင်းပြီးသူ့ဘဝကိုအမှောင်ထဲဆွဲသွင်းခဲ့တာပါ။ဟွာရီဟာသူအမြဲတမ်းမြင်အောင်နေရတဲ့မွန်စတာမိစ္ဆာကောင်ဆိုတာတကယ်တော့အပြင်လောကမှာမရှိပဲသူ့ကိုမွေးမြူထားတဲ့အဖေ9ယောက်စလုံးဟာတကယ်မိစ္ဆာတွေဖြစ်နေမှန်းနားလည်သွားပါတယ်။ဒီအချိန်ကစပြီးဟွာရီဟာကြောက်ရွံ့တတ်တဲ့ကောင်လေးဘဝကိုဆွန့်လွတ်လိုက်ပြီးသူ့ဘဝကိုဖျက်ဆီးခဲ့တဲ့အဖေ9ယောက်လုံးကိုပြန်လဲကလဲစားချေဖို့အတွက်ရက်စက်တဲ့မိစ္ဆာတစ်ကောင်ဖြစ်စတင်ပြောင်းလဲပါတော့တယ်။ဟွာရီဟာသူ့ရဲ့အဖေရင်းကိုတက်ခဲ့ရတဲ့နာကျည်းချက်နဲ့အတူသူ့ကိုမွေးစားထားတဲ့အဖေ9ယောက်ကိုတယောက်ချင်းစီပြန်လဲတိုက်ခိုက်ဖို့စီစဉ်ပါတော့တယ်။သူဟာအဖေရီစီကတင်ယူထားတဲ့ပညာရက်တွေကိုပဲပြန်သုံးပြီးသူတို့ကိုပညာပြပါတော့တယ်။အရင်ဆုံးဟွာရီဟာသူ့ကိုအမြဲတမ်းခြောက်လန့်နေတဲ့စိတ်ထဲကမိစ္ဆာကောင်ကိုကြောက်မနေတော့ပဲအဲ့ဒီအကြောက်တရားကိုလက်နက်အဖြစ်ပြောင်းလဲလိုက်ပါတယ်။သူဟာဂိုင်းသားတွေကိုတယောက်ပြီးတယောက်ရင်ဆိုင်ရင်းသူတို့ရဲ့စခန်းကိုပါဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ကိုအချစ်ဆုံးဖြစ်တဲ့ကားမောင်းသမားအဖေကီတေးနဲ့စီစဉ်သူအဖေချင်းဆောင်တို့နဲ့ထိတ်တိုက်တွေ့ပေမဲ့သူတို့ဟာလည်းဟွာရီရဲ့ကလဲစားချေမှုနဲ့ပတ်ဝန်းကျင်ကရုံရင်းဆန်ခတ်မှုတွေကြားမှာတေဆုံးသွားကြပါတယ်။ဟွာရီဟာသူ့ရဲ့အဖေရင်းတေဆုံးသွားခဲ့ပေမဲ့အသက်ရှင်ကျန်ရစ်နေသေးတဲ့သူ့ရဲ့အမေရင်းကိုရှာဖွေတွေ့ရှိသွားပါတယ်။သူ့အမေဟာဆေးရုံမှာတက်နေရတာဖြစ်ပြီးစော့တေးကသူ့အမေကိုပါတတ်ဖို့ကြိုးစားနေတာပါ။ဟွာရီဟာဆေးရုံကိုအချိန်မီရောက်သွားပြီးသူ့အမေကိုကယ်တင်ဖို့ကြိုးစားပါတယ်။ဒီနေရာမှာဟွာရီရဲ့တနက်ပညာနဲ့တိုက်ခိုက်ရေးစွမ်းရည်တွေဟာအထွတ်ထိပ်ကိုရောက်နေပြီးသူ့ကိုမွေးမြူခဲ့တဲ့အဖေတွေထက်တောင်ပိုပြီးတော်နေတာကိုတွေ့ရပါတယ်။
ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူ့အမေဟာလည်းဒီပဋိပက္ခတွေကြားမှာပဲနောက်ဆုံးထွက်သက်ကိုရှူရှိုက်သွားခဲ့ရပါတယ်နောက်ဆုံးမှာတော့ဟွာရီနဲ့ဂိုင်းကောင်းဆောင်စော့တေးတို့ထိတ်တိုက်တွေ့ကြပါတယ်စော့တေးကဟွာရီကိုတတ်ဖို့ထက်သူ့လိုမျိုးတွေးရတဲ့မိစ္ဆာတစ်ကောင်ဖြစ်လာတာကိုမြင်ကျင်နေတာပါစော့တေးကမင်းငါ့ကိုတတ်လိုက်ရင်မင်းဟာလည်းငါ့လိုမိစ္ဆာပဲဆိုပြီးစိန်ခေါ်ပါတယ်ဟွာရီကလည်းစော့တေးကိုတနက်နဲ့ပစ်တက်လိုက်ပါတော့တယ်ဒါပေမဲ့ဒါဟာရက်ဆက်လို့တတ်တာထက်သူ့ဘဝကိုအမှောင်နဲ့ဆွဲသွင်းခဲ့တဲ့တန်တရားကိုအဆုံးသတ်လိုက်တာပဲဖြစ်ပါတယ်အဖေ9ယောက်လုံးတည်ဆုံသွားပြီးနောက်မှာတော့ဟွာရီဟာသူတို့စီကနေရောသူ့ကို6လက်နေတဲ့မိစ္ဆာကောင်စီကနေရောအပြီးအပိုင်လွတ်မြောက်သွားပါတော့တယ်အဆုံးမှာတော့ဟွာရီဟာပုံမှန်လူငယ်တယောက်လိုအဝတ်စားတွေဝတ်ဆင်ပြီးလူအုပ်ကြားထဲမှာပျောက်ကွယ်သွားပါတယ်သူဟာသူ့ဘဝကိုဖျက်ဆီးခဲ့တဲ့သူတွေကိုကလဲစားချေနိုင်ခဲ့ပေမဲ့သူ့ရဲ့ရင်ထဲမှာတော့ကြီးမားတဲ့အမာရွတ်တွေကြံရစ်ခဲ့ပါတယ်ဒါပေမဲ့သူဟာအရင်လိုကြောက်ရွံ့တတ်တဲ့ကောင်လေးမဟုတ်တော့ပါဘူးသူဟာသူ့ရဲ့အနာဂတ်ကိုသူ့ဘာသာသူရွေးချယ်နိုင်တဲ့သူတယောက်ဖြစ်နေမျိုးပြရဲ့အမှောင်ထုထဲမှာအေးအေးဆေးဆေးပဲထွက်ခွာသွားရင်ပြီးဆုံးသွားပါတော့တယ်ခင်ဗျာမိစ္ဆာတွေကြားမှာကြီးပြင်းလာပြီးနောက်ဆုံးမှာတော့ကိုယ်တိုင်မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့ရတဲ့ဟွာရီရဲ့ဘဝကတကယ်ကိုရင်နာဖို့ကောင်းတယ်လို့သင်ခန်းစာယူစရာလည်းအများကြီးရှိပါတယ်အစကနေအဆုံးထိရင်တထိတ်ထိတ်နဲ့ကြီးခဲ့ရတဲ့ဒီဇလန်လေးကိုမိတ်ဆွေတို့ရောဘယ်လိုမြင်ကြလဲခင်ဗျာအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ရုပ်ရှင်နဲ့ဇာတ်ကားကောင်းတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက် channel လေးကို like နဲ့ subscribe လုပ်ထားပေးကြပါဦးကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုအသစ်မှာပြန်ဆောင်ကြမယ်နော်